အားလုံးပဲမင်္ဂလာပါဒီနေ့မနက်မှာလည်းဖခင်ရဲ့နှုတ်ပတ်တော်ကိုကျွန်တော်တို့အတူတကွပြန်လဲဆင်ခြင်ခွန်အားယူဖို့ရန်အတွက်တိမောသေဩဝါဒစာပထမဆောင်ခန်းကြီး1အငယ်4လူပေါင်းတို့ဒီကယ်တင်ခြင်းတို့ရောက်၍တမန်တရားကိုတည်စေခြင်းကဖခင်အလိုတော်ရှိဒီနှုတ်ပတ်တော်မှာတော့လူပေါင်းတို့ဒီကယ်တင်ခြင်းတို့ရောက်၍တမန်တရားကိုတည်စေခြင်းကဖခင်အလိုတော်ရှိလို့ပြောနေခြင်းဖြစ်ပါတယ်ဆိုတော့လူပေါင်းလို့ပြောတဲ့ချိန်မှာခရိယန်ပဲမဟုတ်ပါဘူးလောကမှာရှိတဲ့လူတိုင်းကိုကယ်တင်ခြင်းရောက်ပွင့်ဘုရားခင်အလိုတော်ရှိလို့ပြောနေခြင်းဖြစ်ပါတယ်။ဒီဘုရားခင်ရဲ့ကယ်တင်ခြင်းကိုရရှိပြီးသွားတဲ့ဒီယုံကြည်သူများရဲ့အသက်တာထဲမှာဘုရားခင်ကဒီတိုင်းအဆုံးမထားပါဘူး။ကျမ်းစာထဲမှာပြောလဲဆိုတော့တမန်တရားကိုတည်စီခြင်းကဘုရားခင်အလိုတော်ရှိလို့ပြောတာဖြစ်ပါတယ်။ဘာကြောင့်ဘုရားခင်ကတမန်တရားကိုတည်စီဖို့ရင်အလိုတော်ရှိတာလဲ။ဒီနေ့ကယ်တင်ခြင်းရပြီးတော့ဘုရားခင်တခါတည်းပဲကျွန်တော်တို့ကိုခေါ်ဆောင်သွားလို့မရဘူးလား။ဆိုတော့ရွေချက်ရှိပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ကိုလောကကြီးမှာထားတဲ့ရွေချက်ကတော့ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားဖို့ရန်ဖြစ်ပါတယ်။ဆိုတော့ဘုရားရဲ့ဘုန်းတော်ကိုထင်ရှားဖို့ရန်ကျွန်တော်အနေနဲ့တမန်တရားကိုတည်ဖို့ရန်အင်မတန်မှအရေးကြီးတယ်။ဒီကျွန်တော်တို့ယုံကြည်သူတွေကယ်တင်ခြင်းရပြီးသွားတဲ့နောက်ပိုင်းမှာတမန်တရားကိုကျွန်တော်တို့မတည်ဘူးဆိုရင်ဘုရားရဲ့ဘုန်းကိုမထင်ရှားစေပါဘူး။ဆိုတော့တမန်တရားကိုဘာကြောင့်မို့တည်ဖို့လိုလဲလို့ပြောတဲ့ချိန်မှာတမန်တရားကလွတ်ခြင်းခွင့်ကိုပေးတာဖြစ်ပါတယ်။အဲ့ဒီတမန်တရားကဒီနေ့အပြစ်စုံစမ်းခြင်းလမ်းကြောင်းမှာကယ်နှုတ်တဲ့အရာဖြစ်ပါတယ်။အဲ့ဒီတမန်တရားကဒီနေ့ကျွန်တော်တို့ကိုလမ်းပြတဲ့သူဖြစ်ပါတယ်။အဲ့ဒီတမန်တရားကဒီနေ့ကျွန်တော်တို့ကိုအကျွမ်းမဲ့တွင်တင်ခြင်းဖြစ်ပါတယ်။အဲ့ဒီတမန်တရားကပဲတကယ်ပဲဖခင်ရဲ့ဘုန်းတော်အတွက်ဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့အရာကိုတွင်တင်ပြသတဲ့အရာဖြစ်ပါတယ်။ဒါမို့တမန်တရားကဒီနေ့ကျွန်တော်တို့ကိုတွင်တင်တဲ့လမ်းပြရှင်ဖြစ်ပါတယ်။အဲ့ဒီတမန်တရားဘာတူလဲလို့ပြောမယ်ဆိုရင်တော့သခင်ယေရှုကိုယ်တိုင်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကတမန်တရားကိုတည်ဖို့ရင်ကျွန်တော်အနေနဲ့နေ့ရက်တိုင်းဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့အနေနဲ့ဆင်ခြင်ဖို့ရန်လိုတယ်ကျွန်တော်တို့အနေနဲ့ဖတ်ရှုဖို့ရန်လိုတယ်ဘုရားနဲ့အချိန်ယူပြီးတော့ဆုတောင်းဖို့ရန်လိုတာဖြစ်ပါတယ်ဒါပေမဲ့တမန်တရားကိုကျွန်တော်တို့မတည်ဘူးဆိုရင်ကျွန်တော်တက်တာထဲမှာဘလို့အသက်ရှင်ရမလဲဘလို့တွားလာရမလဲဘလို့ရွေးချယ်ရမလဲဘလို့လှုပ်ဆောင်ရမလဲဆိုတဲ့အရာကိုကျွန်တော်အနေနဲ့ဆုံးဖြတ်ပြီးတော့ရွေးချယ်ဝင်အင်မတန်မှခက်ခဲတာဖြစ်ပါတယ်ဒီနေ့ဘုရားခင်ကျွန်တော်ကိုဘလို့စကားပြောမလဲဒီနေ့အဲ့တမန်တရားကိုကျွန်တော်တို့မတည်ထားဘူးဆိုရင်တေချာတစ်ခုကတော့ကျွန်တော်တို့ဘုရားရဲ့ဘုန်းတော်အတွက်ကျွန်တော်တို့ထင်ရှားဖို့ရင်အင်မတန်မှခက်ခဲတာဖြစ်ပါတယ်။နောက်တဲ့တစ်ခုကတော့ being ဆိုတဲ့ဖြစ်ခြင်းဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ကသခင်ယေရှုရဲ့အတွေးတော်အပြင်ရွေးကောက်ခြင်းကိုခံရတဲ့ချိန်မှာကျွန်တော်တို့ကဘုရားသားဖြစ်ခြင်းဆိုတဲ့အခွင့်ကိုကျွန်တော်ရတာဖြစ်ပါတယ်။ဒီသခင်ယေရှုကကျွန်တော်တို့အတွက်လောကကြီးကိုဆင်းလာပြီးတော့ကျွန်တော်တို့အတွက်လာပြီးတော့လူသားအားလုံးအတွက်လာပြီးတော့ကားတိုင်းပေါ်မှာအတေခံပြီးတော့ကျွန်တော်တို့ကိုရွေးနှုတ်ကဲ့တင်သွားတာဖြစ်ပါတယ်။အဲ့ဒီဘုရားရဲ့အတွေးအပြင်ရွေးနှုတ်ကယ်တင်ခြင်းအပြင်ကျွန်တော်တို့ကဘုရားရဲ့သားဖြစ်ခွင့်ရတာဖြစ်ပါတယ်။ဒါမှမဟုတ်တမန်တရားကိုကျွန်တော်တို့မတိထားဘူးဆိုရင်ကျွန်တော်တို့ရဲ့ဖြစ်ခြင်းကိုလည်းကျွန်တော်တို့နားလည်နိုင်မှာမဟုတ်ပါဘူး။ရှေးဦးစွာတမန်တရားကိုတိဖို့အင်မတန်မှအရေးကြီးတယ်။အဲ့တမန်တရားကိုတိမှပဲကျွန်တော်တို့ကဘုရားသခင်ရဲ့သဘောတဘာဝကိုကျွန်တော်တို့တိမှဖြစ်တယ်။ဒီနေ့ဘုရားသခင်ကချစ်ချင်းမေတ္တာရှင်ဖြစ်တယ်။ဘုရားသခင်ကစီရင်တဲ့ဘုရားဖြစ်တယ်။ဘုရားသခင်ကတန့်ရှင်းတဲ့ဘုရားဖြစ်တယ်။ဘုရားသခင်ကခွင့်လွှတ်တော်ဘုရားဖြစ်တယ်ဘုရားသခင်ကတနာခြင်းဂရုဏာရှိတော်ဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်တို့တည်ခွင့်ရမှာဖြစ်တယ်ကျွန်တော်တို့တမန်တရားကိုတည်မှတာကျွန်တော်တို့ရဲ့ဖြစ်ခြင်းကိုကျွန်တော်တို့တည်ရှိနိုင်မှာဖြစ်တယ်ကျွန်တော်တို့ရဲ့ဖြစ်ခြင်းကဘုရားရဲ့သားဖြစ်သွားတယ်ဆိုတဲ့ဖြစ်ခြင်းကိုကျွန်တော်တို့တည်သွားတဲ့အချိန်မှာဒီနေ့ကျွန်တော်တို့ဘုရားသခင်ရဲ့သဘောတဘာဝတိုင်းကျွန်တော်တို့အသက်ရှင်ရှောက်လန်းရှင်လာမှာဖြစ်တယ်ကျွန်တော်တို့ရဲ့အရင်တုန်းကအတိုင်းကျွန်တော်တို့အသက်မရှင်တော့မနဲ့ဒီနေ့ဘုရားရဲ့သားဖြစ်ခြင်းဆိုတဲ့အခွင့်အားဖြင့်ကျွန်တော်တို့ကဘုရားနဲ့တန်တူဝင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တက်တာထဲမှာတကယ်ပဲဖခင်ရဲ့ဘုန်းကိုထောက်ပြီးတော့လှုပ်ဆောင်ခြင်းပြောဆိုခြင်းကြံစည်ခြင်းတွေးတောခြင်းအရာအလုံးဟာဒီနေ့ဖခင်ရဲ့ဘုန်းအတွက်ထင်ရှားစေဝင်ကျွန်တော်တို့တက်တာထဲမှာလှုပ်ဆောင်ခြင်းနဲ့စိတ်တွေဖြစ်လာမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့တမန်တရားကိုမတိထားဘူးဆိုရင်ကျွန်တော်တို့ရဲ့ဖြစ်ခြင်းကိုလည်းကျွန်တော်တို့တိဖို့ရင်အင်မတန်မှခက်ခဲ။ကျွန်တော်တို့ရဲ့ဖြစ်ခြင်းကိုကျွန်တော်နားလည်ဖို့ရင်အင်မတန်မှခက်ခဲတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဖြစ်ခြင်းကဖခင်သားဖြစ်သွားတယ်။ကျွန်တော်တို့ဖခင်သခင်နဲ့မိတ္တာကဖွဲ့နိုင်တယ်။ဒီနေ့ကျွန်တော်တို့အနေနဲ့ဘုရားသခင်ကိုဓာတ်ရိုက်ဆုတောင်းနိုင်တယ်။တကယ်ပဲသခင်ယေရှုအားဖြင့်ကျွန်တော်တို့ကအပြစ်လွတ်ငြိမ်းခွင့်ရတယ်။တကယ်ပဲသခင်ယေရှုအားဖြင့်ကျွန်တော်တို့ကသာရတက်ကိုရပြီးတော့တကယ်ပဲဘုရားသားဖြစ်ခြင်းဆိုတဲ့အရာကိုကျွန်တော်တို့အကျွမ်းမဲ့နားလည်နိုင်တော့အခွင့်ကိုကျွန်တော်တို့ရရှိတာဖြစ်ပါတယ်။ဆိုတော့နောက်တစ်ခုကတော့ doing ဆိုတဲ့လှုပ်ဆောင်ခြင်း။ဒါခရိယန်တက်တာထဲမှာအင်မတန်မှအရေးကြီးတဲ့အရာဖြစ်ပါတယ်။ဆိုတော့လက်တွေ့လှုပ်ဆောင်ခြင်းဆိုတဲ့အရာမှာပြောတဲ့ချင်းကျွန်တော်တို့ခရိယန်တက်တာထဲမှာတကယ်ပဲကျွန်တော်တို့နဲ့ကယ်တင်ခြင်းရပြီးတော့တမန်တရားကိုတည်ဖို့ရင်ဘုရားအလိုတော်ရှိတယ်ဆိုတဲ့အတိုင်းပဲတကယ်တမန်တရားကိုကျွန်တော်တို့တည်သွားတဲ့ချိန်မှာတကယ်ပဲအဲ့ဒီတမန်တရားအတိုင်းပဲကျွန်တော်တို့ကအသက်တာထဲမှာလက်တွေ့လှုပ်ဆောင်လာတဲ့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်
အဲ့ဒီလှုပ်ဆောင်ခြင်းကကျွန်တော်တို့ယုံကြည်ခြင်းအပြင်ပေါ်လာတဲ့အကျင့်ဖြစ်ပါတယ်ရှင်ယာကုပ်ဩဝါဒစာခန်းကြီး1အငယ်7မှာထို့နည်းတူအကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည်တပါးတည်းရှိသောကြောင့်အတေဖြစ်၏ဆိုတော့ယုံကြည်သူတယောက်ရဲ့တက်တာထဲမှာအကျင့်နဲ့ကင်းတဲ့ယုံကြည်ခြင်းကအတေလို့ပြောတာဖြစ်ပါတယ်အာဗြဟံကိုဘုရားသခင်ကစုံစမ်းတဲ့ချိန်မှာမင်းရဲ့သားဣဇက်ကိုငါအတွက်ပူဇော်လိုက်ပါလို့ပြောတယ်မှာအာဗြဟံကတကယ်ပဲသူ့ရဲ့ယုံကြည်ခြင်းအတိုင်းပဲသူ့ရဲ့သားဣဇက်ကိုပူဇော်ဖို့ရင်လှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အရာကိုကပ္ပဦးကျမ်းမှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်တကယ်ပဲဘုရားသခင်ကအာဗြဟံရဲ့ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းအဖြစ်သတ်မှတ်ခဲ့တယ်ဆိုတဲ့အရာကိုတွေ့ရတယ်တကယ်ပဲသူ့ရဲ့ယုံကြည်ခြင်းအပြင်ထွက်လာတဲ့အကျင့်ကတကယ်ပဲဘုရားသခင်လက်ခံနိုင်တဲ့အကျင့်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တမန်ကျမ်းစာမှာတွေ့ရတယ်။ဒါမှမဟုတ်ကျွန်တော်တို့ခရစ်ယာန်တက်တာထဲမှာတကယ်ပဲဘုရားကိုယုံတဲ့ယုံကြည်ခြင်းအကျင့်ထွက်လာဖို့ရင်အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်။တကယ်ပဲကျွန်တော်တို့တက်တာထဲမှာအချိန်တိုင်းအတီးတီးလာဖို့ရင်ဘုရားသခင်အလိုတော်ရှိတာဖြစ်ပါတယ်။ဒါကြောင့်မို့သင်ယေရှုကိုယ်တိုင်ကျမ်းစာမှာဘယ်လိုပြောထားလဲဆိုတော့ကျွန်တော်တို့ကိုကလေးသူငယ်ကလေးတို့ကျွန်တော်တို့တက်တာထဲမှာတကယ်ပဲခံယူပြီးတော့တင်ယူပြီးတော့တမန်တရားကိုလိုက်လျှောက်သက်ရှင်ဖို့ရင်ပြောထားခြင်းဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့တက်တာကိုတော့ကလေးသူငယ်ကလေးတို့ဖြစ်နေခြင်းကိုဘုရားသခင်အလိုတော်မရှိပါဘူးကျွန်တော်တက်တာတကယ်ပဲခရစ်တော်နဲ့တန်တူပြီးတော့ကြီးရင်တော့ပမာဏတကယ်ပဲရင့်ကျက်တဲ့ပမာဏရောက်ဖို့ရင်အလိုတော်ရှိတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တက်တာမှာဘုရားရဲ့နှုတ်ကပတ်တော်တမန်တရားကိုကျွန်တော်တို့နေကလေးသူငယ်ကလေးတို့ခံယူဖို့ရင်အင်မတန်မှအရေးကြီးလို့ကျွန်တော်တို့ရဲ့အသက်တာကိုတော့ကလေးသူငယ်ကလေးတို့အသက်မရှင်ဖို့ရင်အင်မတန်မှအရေးကြီးတာဖြစ်တယ်တကယ်ပဲခရစ်တော်နဲ့တန်တူတော့တူဘုရားသခင်ရဲ့တားဖြစ်ရတော့အခွင့်ရတယ်ဆိုတဲ့အတိုင်းပဲတကယ်ပဲဘုရားရဲ့သားနဲ့တူတဲ့တန်ဖြစ်ဖို့ရင်ကျွန်တော်တို့တက်တာထဲမှာဘုရားရဲ့နှုတ်ကပတ်တော်အတိုင်းလက်တွေလိုက်လျှောက်ပြီးတော့အသက်ရှင်ဖို့ရင်ဖြစ်ပါတယ်။ဒါကြောင့်မို့ချက်တော်ညီကိုမောင်မရောက်ခြင်းတိုင်းကျွန်တော်တို့ရဲ့တက်တာထဲမှာတမန်တရားကိုတည်ဖို့ရင်အင်မတန်မှအရေးကြီးလို့ဒီနေ့တမန်တရားကိုတည်ခြင်းအပြင်ပဲကျွန်တော်တို့ရဲ့ဖြစ်ခြင်းဘုရားသားဖြစ်ခြင်းဘုရားလူဖြစ်ခြင်းဆိုတဲ့အရာကိုနားလည်ပြီးတော့တကယ်ပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာဘုရားရဲ့အလိုတော်အတိုင်းဘုရားရဲ့စကားအတိုင်းအသက်ရှင်ရှောက်လန်းခြင်းအပြင်ကျွန်တော်တို့ရဲ့တက်တာထဲမှာစားတော်၎င်းတောက်တော်၎င်းဘုရားသခင်ရဲ့ဘုန်းအတွက်အသက်ရှင်နိုင်တော်သူများဖြစ်နိုင်ဖို့ရန်ဝင်ကားလိုတာဖြစ်ပါတယ်။ကျမ်းစာတို့ရောက်ချင်တဲ့တိုင်းဘုရားရှင်တား၍ကောင်းချီးပေးပါစေ။